MSc Scholar ကိုရှောက်ချင်တဲ့ဘယ်ကစပြီးလေ့လာရမလဲသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ကြည့်ပါအရေးကြီးဆုံးအချက်၄ချက်ပြပြသွားပါမယ်နံပါတ်1အခြေခံအချက်လက်တွေကိုလေ့လာပါအခြေခံအချက်လက်တွေက application guideline မှာအားလုံးရေးထားပါတယ် requirement တွေကိုအရင်ဖတ်ကြည့်ပါဥပမာတက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်ဘယ်လောက်ရှိရမယ်ဆိုတာမျိုးအသက်ဘယ်နှစ်အောက်ဖြစ်ရမယ်ဆိုတာမျိုးအဲ့ဒီ scholarship ကရမယ်အကျိုးခံစား권တွေနဲ့ terms and conditions တွေကိုတည်တည်ချာချာဖတ်ဖို့လိုအပ်ပါတယ်နံပါတ်2စာမေးပွဲအတွက်ပြင်ဆင်ခြင်းMSc စာမေးပွဲကစာမေးပွဲတွေအရန်များတာအဖြစ်လူသိများပါတယ်။ရေးဖြစ်စာမေးပွဲတွေရော interview တွေရောစာရွက်စာတမ်းတွေရောအကုန်လုံးကိုတည်တည်ချာချာပြင်ဖို့အရေးကြီးပါတယ်။ပြီးတော့အင်္ဂလိပ်စာနဲ့ဂျပန်စာကိုလည်းမိထားလို့မရပါဘူး။ interview တွေအတွက်အရန်ရေးကြည့်ပါတယ်။ရေးဖြစ်အတွက်ကကြတော့ EJU syllabus ကိုကားပြီးတော့လေ့လာပါ။နံပါတ်3စာရွက်စာတမ်းတွေကြိုတင်ပြင်ဆင်ဖို့MSc က April လလောက်ဆိုရင်စပြီးတော့ ဖောင်တွေခေါ်တာဖြစ်တဲ့အတွက်တချို့စာရွက်စာတမ်းတွေကိုကြိုပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်။တင်ရမယ်ရှောက်လာပုံစံပြီးတော့ရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ certificate ပြီးတော့ရင် CRC ကနေ recommendation letter တောင်းတာတို့ကြိုပြီးတော့လုပ်ထားလို့ရပါတယ်။လိုအပ်တဲ့ဘာသာစကား skill ဒါမှမဟုတ် EJU စာမေးပွဲဖြေဖို့လိုအပ်တယ်ဆိုရင်လည်းကြိုပြီးတော့ဖြေထားဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်နံပါတ်4အနေနဲ့ကတော့ senior တွေရဲ့အကြံပြုချက် sharing လုပ်ထားတဲ့ဟာတွေကိုတည်တည်ချာချာရှာပြီးတော့ဖတ်ဖို့ပါ။ Facebook မှာဆိုရင်လည်း MSc Scholar နဲ့ပတ်သက်တဲ့ group တွေ page တွေရှိပါတယ်။အမက2023မှာ College of Technology နဲ့ရခဲ့တဲ့ senior ဖြစ်ပါတယ်။အကြောင်းသိချင်တာရှိရင်လည်းအမကို comment မှာမိသွားလို့ရပါတယ်။အမ program နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကို YouTube channel မှာလည်း video တွေတင်ထားတဲ့အတွက်အဲ့မှာလည်းကြည့်လို့ရပါတယ်။အဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။သိချင်တာရှိရင် comment မှာရေးသွားလို့ရပါတယ်။နောက် video မှာပြန်ကြည့်ကြမယ်နော်။တဒါ